လွန်ခဲ့တဲ့နှစ်20ကဂျူယန်ဆိုတဲ့ကောင်မလေးကိုဖမောက်ကဟာဝန်တို့ကနာကြကရိယာလေးလက်ဆောင်ပေးခဲ့ပါတယ်။နာမကြားရတဲ့ကလေးမကိုသူစမ်းသပ်ခန်းစီခေါ်လာခဲ့ပြီးတဲ့နောက်တေချာပြုစုဆောင်ရှောက်ရင်းတနေ့မှာတော့အွန်ချောင်ကြောင့်မီးတွေလောင်ခဲ့ပါတယ်။ထွက်ပြေးလို့မရတော့တဲ့ဟာဝန်တို့လည်းသူထောင်ကလွှင့်ရင်ဂျူယန်တို့3ယောက်လုံးကိုလာရှာပေးပါမယ်လို့ကတိပေးရင်အသက်ရှင်အောင်နေရန်ပြောကြားလိုက်ပါတယ်။ဒီလိုနဲ့နှစ်20ကြာတဲ့အခါထောင်ကလွတ်လာခဲ့တဲ့ဟာဝန်တို့ဟာဂျူယန်ကိုတကယ်ပဲပြန်လာရှာခဲ့ပြီးဝန်တာကွန်နာဆိုတဲ့စွမ်းအားရှင်ဖွဲ့ကိုတီထောင်ခဲ့ပါတယ်။အဲ့နောက်ပျက်စီးနေတဲ့သူတို့စမ်းသပ်ခန်းစီပြန်လဲမွမ်းမံလာခဲ့တယ်လို့ဖျားเจ้าအယောင်ပြပြီးမြေအောင်စံသက်ချက်တွေနဲ့ထာဝရကလေးငယ်ကိုရှာဖွေနေခဲ့ကြတာပါဒီနေ့မှာတော့ဟာဝန်တို့ကအဖွားတို့စီရောက်လာခဲ့ပြီးသူ့ရဲ့စံသက်ချက်တွေမှာရမုံငွေတွေပါဝင်ပေးခဲ့တဲ့အဖွားကိုထာဝရကလေးငယ်အကြောင်းမေးနေပါတယ်သူထောင်မချခင်ကအသက်ရှင်ရေး project ကိုအတူတူလုပ်ခဲ့ကြပြီးသူထောင်ချသွားတဲ့အခါကိုလွတ်ယုံခဲ့တဲ့အဖွားကိုအပြစ်တင်နေပါတယ်အဖွားကတော့သူပန့်ပိုးပေးခဲ့တဲ့ငွေတွေကစံသက်ချက်တွေအတွက်မဟုတ်ပဲကလေးတွေရဲ့စာဝတ်နေရေးအတွက်ဖြစ်တဲ့အကြောင်းပြန်ချေပပါတယ်ဒါပေမဲ့ဟာဝန်တို့ကတော့ထင်းထင်းထားတဲ့ကလေးတွေကိုထုတ်ပေးရတဲ့ထာဝရကလေးငယ်ကဘယ်မှလဲလို့မေးလာပါတယ်အဖွားကိုဂျူယန်ကစိတ်ညှို့ပြီးအတင်းကျပ်မေးရတဲ့အခါထာဝရကလေးငယ်ဟာတည်ဆုံးသွားခဲ့ရကြောင်းပြောလာပါတော့တယ်ထာဝရကလေးငယ်ဆိုတာမတိမျိုးနှလုံးသားကိုပိုင်ဆိုင်ခဲ့ပေမဲ့နာကျင်မှုကိုတော့ခံစားခဲ့ရပါတယ်ဒီလိုတည်ဆုံးခြင်းတွေကိုအချိန်ဖန်များစွာစံတက်နေတဲ့အတွက်အွန်ချောင်ကအချုပ်ခန်းတွေကနေဓားနေပေမဲ့ဟာဝန်တို့ကလက်မလျှော့ပါဘူးခဏခဏတေခိုင်းနေတဲ့အတွက်အတန်ကုန်အော်ဟေးလိုက်တဲ့အခါတခွဲခန်းတစ်ခုလုံးပောက်ကွဲသွားခဲ့ရပြီးမီးတွေလောင်သွားခဲ့ရတာပါတစ်ဖက်ကအွန်ချန်နီကလည်းသူတောက်ရမယ့်ဆေးတွေကိုလွှင့်ပစ်လိုက်ပြီးအော်ရိုရာလင်နန်နဲ့စီသွားခြင်းတဲ့အကြောင်းထောက်အော်နေပါလိအစွမ်းကိုမတုံးတက်သေးတာမို့တလီဘောလုပ်ဖို့လည်းစူးစမ်းနေရသေးတာပါတစ်ဖက်ကဆိုကယောင်ဟွန်းကလည်းသူ့အစွမ်းကိုစမ်းတက်နေစဉ်စီဒီဆက်လေးနဲ့သမီးကိုနှုတ်ဆက်လိုက်ပါလိစီဒီဆက်ပြက်နေတာမို့သူ့သမီးရဲ့မွေးနေ့မှာအသက်ဝယ်ပေးမယ်လို့ပြောနေတဲ့အဖေကိုအဖေလိုအားကားနဲ့ဆိုရင်သမီးအသက်40မှပဲရလိမ့်မယ်လို့ခြေပခံလိုက်ရပါလိအဲ့နောက်စီဒီဈေးတွေကိုယူကြည့်တဲ့အခါ30ချီရှိနေတာကြောင့်အသက်40မဟုတ်ပဲအသက်60မှသာဝယ်ပေးနိုင်မှာပဲလို့ရည်ရွယ်လိုက်မိပါလိဒီလိုနဲ့သုံးကောင်သားကလည်းမြူနီဆမ်ပယ်လိုအားပေးအတွက်ရောက်လာကြတော့သူတို့ကိုအစွမ်းသုံးနည်းတင်ပေးရန်နဲ့လိုအားပေးနေရင်လည်းလှုပ်ဝက်တင်ပေးမှလားလို့မေးကြပါလိလိုအားကားပါရမှလားဆိုတဲ့ဆိုကြောင်ဟင်းကိုဘာတွေပြောနေရလဲလို့မေးနေရပြီးစီနီယာကတော့ကိုပိုင်လိုအားပေးဖွဲ့ရသွားတဲ့ဝန်ကြောင်ကိုချီကျူးနေပါလိရလာတဲ့၃ယောက်ကလည်းဗလိမ္မာရဲ့အစဲတလိုင်းရဲ့နဲ့ငတုံးတို့၃ကောင်ဖြစ်နေတာမို့ရှောင်ထွက်သွားကြပါလိအဲ့နောက်ထာဝရကစ်တင်ချင်းဆိုတဲ့ဖျားเจ้าကလူတွေရောက်လာပြီးလမ်းတန်ရှင်ရဲ့ကမ်ပိန်းအတွက်ပြင်ဆင်ကြပါလိဘူးမမှန်တဲ့လူတွေကြောင့်ဝန်ကြောင်ကဆွဲခေါ်လာရင်းနဲ့အစွမ်းတွေရလာတယ်ဆိုတာကစိတ်ကူးရင်လို့ကောင်းပေမဲ့လည်းလက်တွေ့ဘွားမှာကလက်ရောကြီးထွေနေဖို့ခက်တဲ့အကြောင်းရှင်းပြပါလိလူဆိုတာကကိုနဲ့မတူတဲ့လူတွေကိုမုန်းတီးတတ်တာမို့မင်းတို့အပယ်ခံရလိမ့်မယ်လို့ပြောတော့ဒီအချက်ကကိစ္စမရှိပဲဝန်ချန်နေဆိုရင်အမြဲတမ်းအပယ်ခံလို့ဆိုကြောင်ဝန်းကထပြောပါလိရန်ဖြစ်နေတဲ့နှစ်ကောင်ကိုဝန်ချောင်ကပဲခွဲလိုက်ရပြီးအခန်းတစ်ခုထဲဝင်ကလေ့ကျင့်ရန်ပြောပါလိဘယ်ချိန်မှစွမ်းနေပေါ်လာလဲသိမယ်ဆိုရင်ထိန်းချုပ်နိုင်သွားပြီမို့မသိမချင်းထွက်မလာရန်ဖိအားပေးခဲ့လိုက်ပါလိတစ်ဖက်ကတခွဲခန်းမှာတော့အသက်ရှူတယ်မမှန်တော့တဲ့စံတက်ကောင်ကိုအသုံးမလို့တော့တာမို့လွှင့်ပြလိုက်ရန်ပြောနေပါလိဒါကြောင့်အပေါ်ကနှစ်ယောက်ကလည်းငါတို့လည်းတနေ့နေ့တစ်ချိန်ချိန်မှာဒီလိုစွန့်ပစ်ခံရနိုင်ပြီးအဖေကတခုခုကိုဖုံးကွယ်နေရလို့တီတိုပြောဆိုနေကြပါလိတစ်ဖက်ကအဖွားစီကိုတော့ CCTV တွေကအဖျက်ဆီးခံခဲ့ရပြီးအနောက်ဘက်ကတခုကသာ record ရခဲ့တယ်လို့ရှင်းပြနေပါလိ record ထဲမှာတော့ဝန်ချန်နီကဥရောလန်ဒန်နေစီသွားမယ်လို့အယူထားနေစဉ်ဘာဟိုကတပ်ဖို့လုံးနေပေမဲ့ချက်ချင်းပျောက်သွားတာကိုမြင်ခဲ့ရပါလိတကယ်တော့ဝန်ချန်နီဟာဥရောလန်ဒန်နေစီရောက်သွားတာမဟုတ်ပဲဥရော KTBC ကိုရောက်သွားတဲ့အကြောင်းပြောပြနေပါလိဆိုကြောင်ဟင်းကတော့ဒီစမ်းနေတဲ့တာမြန်လဲပြနိုင်မယ်ဆိုရင်တထေးဖြစ်နိုင်ပြီး CD စက်တွေကိုဝယ်လို့ရတဲ့အကြောင်းရူဘင်ကလည်းသူ့အလေထန်းတုန်းကနိုင်ချင်းခံခဲ့ရတဲ့ကောင်တွေကိုသူ့မှာ super power တွေရနေကြောင်းကြွားခြင်းတဲ့အကြောင်းတွေကိုပြောပြနေကြပါလိအဲ့ချိန်အဖွားစီကနေဖုံးဝင်လာပြီးအခုဘက်မှာလည်းမေးတော့သူလိုအားပေးနေရကြောင်းလိန်လိုက်ရပါလိအဖွားရဲ့ရှိကဂျွန်မိုကအဖွားကို CCTV record တွေထုတ်ပြနေပေမဲ့ဖုံးဝင်လာတဲ့သူကလည်းဂျွန်မိုဖြစ်နေပါလိဒါကြောင့်ဂျွန်မိုရောင်ဆောင်ထားပြီးသူ့ရှေ့ရောက်နေသူဟာဘယ်လိုလဲမေးတော့ဝန်တာကွန်းတာတကောင်ဖြစ်နေတာပါအမြင်အာယုံနဲ့ရုပ်ပြောင်းညွှန်လွယ်ကြမ်းကျင်သူဖြစ်တာမို့အခုလိုလိန်လိုက်တာဖြစ်ပြီးအွန်ချန်နီရဲ့အကြောင်းတွေကိုစုံစမ်းတာဖြစ်ပါလိဟာဝန်တို့ကိုအဖေလို့ခေါ်နေတဲ့ကောင်မလေးကိုသူကမိစ္ဆာတကောင်ဖြစ်ကြောင်းရှင်းပြတော့အဖွားကိုငရဲပို့ပေးမယ်ဆိုကအမြင်တွေကိုပြောင်းပစ်ပါလိငရဲတမျှမြင်နေရတဲ့ပတ်ဝန်းကျင်ကိုအဖွားကမကြောက်တော့ပဲသူငရဲမှနေခဲ့တာကြာပြီလို့ရှင်းပြပေးလိုက်ပါလိတစ်ဖက်ကအွန်ချောင်တို့ကလည်းအမိုက်ကောက်နေစဉ်တစ်ဖက်ကသုံးကောင်ကတော့ဘယ်အချိန်မှအစွမ်းနေပေါ်လဲဆိုတာစဉ်းစားနေပါလိရူဘင်ကသူမျက်ရည်ကျရင်အစွမ်းရတယ်လို့ထပြောတာကြောင့်အွန်ချန်နီကချက်ကိုတက်နေလိုက်ပြီးဆိုကယောင်ဝန်းကပါးကိုရိုက်ပေးလိုက်ပါလိမျက်ရည်တွေဝဲလာပေမဲ့အစွမ်းမရသေးတာမို့တသားပြောင်းကိုထိုးခိုင်းနေရပြီးအွန်ချန်နီကတော့သူပြင်းရင်စွမ်းနေရတယ်ထင်ပြီးပက်ပြေးနေခဲ့ပါတော့လိတစ်ဖက်ကဖာသာကလည်းအွန်ချောင်ကိုစကားပြောနေပြီးသူတို့တန်ရှင်းရေးကိုကူညီပေးမှာမို့ပူပေါင်းလှုပ်ဆောင်ရန်ကမ်းလှမ်းလာပါလိသူတို့ရဲ့တင်းအုပ်ဆရာကြီးခင်ဖာဟိုကလည်းမကြခင်ရောက်လာတော့မှာမို့ခင်ဖာဟိုကကဘာပြက်ကင်းကိုကြိုမြင်နိုင်တဲ့ဖျားတက်ခင်ရဲ့ကိုယ်စားလှယ်လို့ရှင်းပြနေတာမို့ဘာသာရေးကိုခုလုံးလုပ်ပြီးတော့လူတွေကိုစီယုံထားမှန်းသိလိုက်ရပါလိအဲ့ချိန်ကားတွေနဲ့တန်တဲ့ပစ္စည်းတွေဟာလေဘော်ကိုပြန်တက်လာရင်ကျွန်တော်တို့ရဲ့တင်းအုပ်ဆရာကြီးကအမှားစကားပါလိုက်ကြောင်းနဲ့3-9နဲ့ဒီနေ့ကကဘာပြက်တဲ့နေ့ပဲလို့ပြောနေစဉ်အပေါ်ကကားကြီးဟာဖာသာရဲ့ခေါင်းပေါ်တက်တဲ့ကိုပြုတ်ကျလာပါလိခင်ဖာဟိုကလည်းရောက်လာခဲ့ပြီးအပေါ်ကကား
းတွေနဲ့တိုက်ခိုက်နေရမှုအွန်ချောင်ကလည်းပြန်လဲခုခံနေခဲ့ရပါတယ်တစ်ဖက်က3ကောင်ကတကောင်အောင်ခေါမိုးမှာတွားကတ်နေတယ်လို့ပါးတွေရိုက်ခံထားရတဲ့ရူဘင်ကလည်းနေရဲနေပါပြီအွန်ချန်နီကတော့ဆရာစီကိုစိတ်ညွှတ်လိုက်တဲ့အခါတကယ်ပဲအွန်ချောင်းထံကိုရောက်လာခဲ့ပါတယ်တေးရှင်ရီတိုက်ပွဲထဲမှာသူပါမနေခုခံနေရတာမို့ပြေးဖို့ပြောနေတော့ကာတစီကအွန်ချန်နီပေါ်ပြုတ်ကျလာရင်းနဲ့တယ်လီပေါ့ဖြစ်သွားပြန်ပါတယ်သူတို့ရဲ့ဆရာအွန်ချောင်းကအခုအနေနဲ့ရှိနေပြီမို့တွားရောက်ကူညီရန်ရူဘင်ကိုပါခေါ်လာခဲ့လိုက်ပါတယ်မလာပါနဲ့ဆိုကမှနောက်တစ်ယောက်ပါခေါ်လာခဲ့တဲ့အွန်ချန်နီကိုပြန်ခိုင်းနေပေမဲ့တခါတည်းဆရာကိုပါခေါ်သွားမယ်ဆိုကလက်ချင်းချိတ်လိုက်ပါတယ်ဒါပေမဲ့တယ်လီပေါ့မဖြစ်သွားပဲဒီတိုင်းရန်နေတဲ့3ကောင်ကြောင့်နောက်တစ်ချိန်ကားတွေကိုထပ်မလိုက်ပါတယ်အကြောက်လူနေတဲ့ရူဘင်ကိုလည်းငါးနောက်ကိုလိုက်ကပ်မနေပဲအသုံးဝင်မဲ့ဟာကိုနင်းဟာနဲ့လှုပ်ဆိုကအွန်ချန်နီကအော်ဆဲပေးလိုက်ပါတယ်အဲ့နောက်ကားတွေဟာတစီးပြီးတစီးပြုတ်ကျလာရင်းနဲ့အွန်ချန်နီတို့3ယောက်လုံးပေါ်ကိုဘန်ကားတစီးကပြုတ်ကျလာခဲ့ပါတော့တယ်အွန်ချန်နီကတယ်လီပေါ့ဖြစ်ပြီးပျောက်သွားပေမဲ့ရူဘင်ကတော့ပျောက်မသွားပဲကားကြီးကိုမပြီးပြန်ပေါ်လာပါတယ်ကားတွေကြောင့်တပ်ပါသွားတဲ့အွန်ချန်နီဟာအော်ရိုရာလင်ဒန်နဲ့စီကိုရောက်လာခဲ့ပေမဲ့အသက်မရှိတော့ပါဘူးတယောက်တည်းကျန်နေခဲ့တဲ့ရူဘင်ကိုလည်းဖာအိုကအစွမ်းနဲ့ဖိချနေပေမဲ့ရူဘင်ကဘာမှမဖြစ်သွားပဲဘေးကအရာတွေကသာပြပြကုန်ပါတယ်တယောက်တည်းကြံနေခဲ့တဲ့ဆိုကြောင်ဟွန်းထန်ဂျုံမိုကရောက်လာတဲ့အခါကိုမိတ်ဆက်လိုက်တဲ့အတွက်ပြန်ပြုတ်ကျလာခဲ့ပါတယ်ဒါပေမဲ့သူကမျက်လဲလေးချင်းနေတာဘာလို့လင်လိုက်တဲ့အခါမှာတော့ဂျုံမိုနဲ့ပါကတ်သွားပြန်ပါတယ်တစ်ဖက်ကအွန်ချန်နီကလည်းနှလုံးကပြန်လဲခုန်လာခဲ့ပြီးတဲ့နောက်အော်ရိုရာလင်ဒန်တွေရှိတဲ့နေရာမှာတင်အသက်ပြန်ဝင်လာခဲ့ပါတော့တယ်ဒီနေရာလေးမှာပဲအပိုင်းလေးဟာပြီးဆုံးသွားခဲ့ပါတယ်ဖုန်းတလုံးနဲ့အင်တာနက်ရှိုံနဲ့ recap ဗီဒီယိုတွေလုပ်ပြီးငွေရှာခြင်းတဲ့ညီကိုတွေအတွက် YouTube တနန်းလေးကိုမိတ်ဆက်ပေးပါစီ YouTube မှာဗီဒီယိုလေးတွေတင်ပြီးတော့အပေါ်ငွေရှာခြင်းပဲမဲ့ဘယ်ကစရမှမသိတဲ့လူတွေ Secret ရေးတာဗီဒီယို editing လုပ်တာတွေကိုအခြေခံကစပြီးတင်ကြားခြင်းသူတွေအတွက်ဒီတနန်းလေးကအဆင်ပြေစေမှာပါတနန်းကာလာတစ်နှစ်ကျော်မှာ brand 3ခုထိရောက်ခဲ့ပြီဖြစ်ပြီးအောင်မြင်တဲ့ monetization အောင်ခဲ့တဲ့ recap channel တွေကိုမွေးထုတ်ပေးနိုင်ခဲ့ပါပြီတနန်းမှာဘာတွေတင်မလဲဆိုတော့ YouTube channel ထောင်နီးကစလို့ YouTube policy တွေ YouTube guideline တွေအပြင် monetization ထိပါတင်ကြားပေးပါတယ် recap ဗီဒီယိုတွေအတွက်ကတော့ Secret ရေးနေတဲ့ဗီဒီယို editing အပြင် voice over ထည့်နည်းတွေကိုအခြေခံကစပြီးတင်ကြားပေးပါတယ်နားမလည်တဲ့သင်ခန်းစာတွေအတွက်စာမေးစာဖြေဆိုတဲ့ group တွေတခုရှိသလို admin ကိုတေဝါကိုလည်းတိုက်ရိုက်လာမေးနိုင်ပါတယ်တင်နန်းကြီးလေးကမြန်မာငွေ9000ကျပ်ဖြစ်ပြီးအခြေခံပညာကျောင်းသားတွေကိုတော့10% discount ပေးပါတယ်တင်နန်းကာလာကလည်းတသက်စာ lifetime ပဲမို့တင်နန်းကြီးတစ်ခါပဲပေးသွင်းရုံနဲ့သင်ခန်းစာပေါင်းမျိုး20ဝန်းကျင်ကိုအချိန်အကန့်အသတ်မရှိလေ့လာနိုင်မှာပါစိတ်ဝင်စားတယ်ဆိုရင်တော့ Telegram search bar မှာ app family guide 2.3လို့ရိုက်ချလိုက်ပြီးတင်နန်းအနှံလို့ရပါတယ်။ကြောင်ညာဗီဒီယိုလေးအတွက်စိတ်နှောက်ယှက်ဖြစ်သွားခဲ့မယ်ဆိုရင်တောင်းပန်ပါတယ်ဗျ။